ယေရှုခရစ်တော်ဖျားနာမကိုမြည်ပြု၍ဆုတောင်းและစက္ကန့်အစပြုကြပါတယ်အဖဖျားသခင်အာမင်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့အငယ်တန်းဆိုလို့၄ဘွဲ့လုံးပြိုင်မယ်ပြီးရင်အကြီးတန်းဆိုလို့၄ဘွဲ့လုံးပြိုင်မယ်နောက်ဆုံးမှာ group song ပြိုင်မှာဖြစ်တယ်ရမယ်နော်ဒါဆိုရင်အခုချိန်မှာတော့အငယ်တန်းဆိုလို့စတင်ပြီးတော့ရှင်ပြိုင်ပေးမယ်အဝါသင်းကိုစင်မြင့်ပေါ်မှာနေရာယူပေးဖို့ဖိတ်ခေါ်ပါတယ်လက်ခုပ်ကြည့်ပြီးအားရပါကြိုဆိုရအောင်자 do babalo sino sinyo kodapha do bwe kamre tabu khale titiya ke tile jayu yolo yakatai jatawa khoto miwe winyi le nyu ni lo yemi ne no wa yi ola boku pakwali tawini miwe sia so we mi ni lo Yaga pidesa no kapacheza Lude aloti ko pachimadi Ludai go chiti Yaga yidesa Lo dai kaya Lanakine asabyu sisi Yo chi chi dwi go peti myoli chi ne ki sami ami chi dwi pi cha di tama ja za pa yo ya mi Piane ni boya Quiet chilo ba Kanachi ne asap you see chidi Keep ya nyu jami Yo chi chi dwi go peti myoli chi ne ki sami Ao mi chi dwi pi ta di Sama ja za pa yo yami Yo chi chi dwi go pe di myoli chi ne hi sami ao mi chi dwi pi cha di tama ja sa phe yo ya mi
အဝါသင်းမှာရှင်ပြိုင်သွားတယ်တားငယ်သမီးငယ်များကိုအထူးပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့ရှင်ပြိုင်မဲ့အသင်းကတော့အနီသင်းဖြစ်ပါတယ်အနီသင်းကိုလက်ခုပ်ကြည့်ပြီးအားရပါရအားပေးနဲ့ကြိုဆိုရအောင် လေးစားအပ်ပါတော့ဘာပဲလေးစားအပ်ပါတော့တပါပတိနဲ့အမပေးတယ်လို့ကြီးများနေတကွာကြွားကြလာပါတော့ကြွားကြလာပါတော့တရိတ်အလုံးများကိုကျမတို့အနီတင်မှာကြရပြုလိုက်ပါရရှင်သမီးအခုဆိုမဲ့တချင်းကတော့ဝိညာဉ်လမ်းညင်ဖြစ်ပြီးတေးရီဆရာကတော့ဆရာဇော်ဝင်းမြင့်ဖြစ်ပါတယ်ရှင်အလုံးပဲနားဆင်ပေးကြပါအောင်ရှင်ကပေးတဲ့စာလုံးသားတဲ့အကြလူတွေအောင်ပြောပြချင်မှသည်လူတိုင်းကိုချစ်သည်ဖျားကရေးတဲ့စာလုံးသားတဲ့အကြလူတွေရှိမှလေးပြည့်စေခြင်းသည်ညာချမ်းစာနဲ့ယုံကြည်ခြင်းတွေကိုပေးသည်မျော်လင့်ခြင်းနဲ့ခီးစမ်းမည်အောင်မြင်ခြင်းတွေပြင်ထားသည်တမန်ကျမ်းစာအဖတ်ယူရမည်呀，快乐灿烂吧，那看见你傻逼谁见的，反正家的有几千人过辈子，秒连千呢，去三米阿面千人，检查的他妈真傻阿朋友呀咪，有几千。မျော်လင့်ခြင်းနဲ့ခီးစမ်းမည်အောင်မြင်ခြင်းတွေပြင်ထားသည်တမန်ကျမ်းစာအဖတ်ယူရမည်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီဆိုရှင်ပြိုင်သွားတဲ့အနီသင်းမှသားငယ်သမီးငယ်များကိုအထူးပဲကျေးဇူးတင်ပါတယ်အခုချိန်မှာတော့အလှည့်ကြတာအတီဆိုရှင်ပြိုင်ဖို့အတွက်အစိမ့်သင်းဖြစ်ပါတယ်အစိမ့်သင်းကိုနေရာယူပေးဖို့ဖိတ်ခေါ်ပါတယ်
မင်္ဂလာပါသမီးနာမည်ကတော့ watch တီဖြစ်ပါတယ်သမီးအခုဆိုမဲ့တချင်းနာမည်ကတော့ဝိညာဉ်လမ်းညွန်ဖြစ်ပါတယ်တေးရဆရာရဲ့နာမည်ကတော့ဇော်ဝင်းမြင့်ဖြစ်ပါတယ် ပြချင်ပါသည်ကိုယ်တိုင်ကိုချစ်သည်ဖျားကရည်တဲ့စာလုံးနာထက်အခရာလူတွေရှိမှအလင်းဖြစ်စေခြင်းသည်သမာကျမ်းစာနဲ့ညီယုံကြည်ခြင်းတွေကိုပေးသည်မျှော်လင့်ခြင်းနဲ့ခရီးဆက်မည်အောင်မြင်ခြင်းကျန်းစာအဖတ်ယူရမည်ဖျားနဲ့ညီဖို့ရာခွာရထိုင်လို့ပါအစိမ့်သိမသားငယ်သမီးငယ်များကိုကျေးဇူးတင်ပါတယ်လို့ဗန်ရဲ့ပစ္စည်းတွေကိုတော့ခဏလေးငှားချင်ပါတယ်တဲ့နော်ဗန်ပစ္စည်းလေးတွေကိုခဏလေးတော့လာထားပေးပါလို့နော်တီဝိုင်းရတူရိယာလေးတွေငှားချင်လို့ပါတဲ့တီဝိုင်းရတူရိယာလေးထားခဲ့ပေးပါနော်ကဲဟုတ်ပြီဒါဆိုရင်ရှင်အခုအချိန်မှာရှင်ပြိုင်မှုလှည့်ကြတဲ့သူကတော့လိန်မော်အသေးပဲဖြစ်ပါတယ်လိန်မော်အသေးပါသားငယ်သမီးငယ်များကိုဖိတ်ခေါ်ပါတယ်ဒါတို့ဘွားပဲလို့စင်နော်စီညောကောလဲတော့စုကမလဲတာဘခလဲတေတူခဲဘဝဲလိမ္မောဂရုခေတူလဲတာယူရော်လောခဲဖကွာကတောက်ရဲတတောက်ဝီမီဝဲအခုတော့မီဝဲဝိညာဉ်လဲညွနေလောတော့ဘွားကွဲတတောက်ဝီမီဝဲဘွားကတတောက်မီဝဲဇော်ဝင်းမြင့်နေလောပကခုတုကနာတော့ပကခုတုကနာတကြီး က
လုံးသားတဲ့အခရာလူတွေရှိမှအလင်းဖြစ်စေခြင်းသည်လူတိုင်းကိုချစ်သည်ယုံကြည်ခြင်းတွေကိုပေးသည်မျှော်လင့်ခြင်းနဲ့ခရီးဆက်မည်အောင်မြင်ခြင်းတွေပြင်ထားသည်တမန်ကျမ်းစာဖတ်ရရမည်ဖယားနဲ့ညီဖို့ရာခွာရထိုင်လုံးပါနာခံခြင်းနဲ့အစာပြုစေခြင်းသည်ပြညွန်ကြမည်ယုံကြည်ခြင်းတွေကိုပေးသည်မျှော်လင့်ခြင်းနဲ့ခရီးဆက်မည်အောင်မြင်ခြင်းတွေပြင်ထားသည်တမန်ကျမ်းစာဖတ်ရရမည်ယုံကြည်ခြင်းတွေကိုပေးသည်မျှော်လင့်ခြင်းနဲ့ခရီးဆက်မည်အောင်မြင်ခြင်းတွေပြင်ထားသည်တမန်ကျမ်းစာဖတ်ရရမည်Okay, W domani lo Pakwata wida tudo kana aku moya suki tudo kwaki tudike ရှင်မြိုင်သွားတယ်လိမ္မော်သိန်းမှာတာငယ်ပင်းငယ်များကိုအထူးပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့အကြီးတန်းဆိုလိုဆက်လက်ပြီးတော့ရှင်ပြိုင်မှာဖြစ်ပါတယ်အကြီးတန်းဆိုလိုဆက်လက်ပြီးတော့ရှင်ပြိုင်ဖို့အတွက်အလှည့်ကြတာကတော့အဝါသိန်းပဲဖြစ်ပါတယ်အဝါသိန်းတာငယ်ပင်းငယ်များကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်Hello, you go a day. W domani lo. Tahanya e tatawilla you go to Johnny, a could draw me whether a shame me. The ball quite to show whether tatawituni, me whether butter counter only lo. Do Jimmy me whether is hablu mo, yola, a bog guruni lo. With a su o coconaba that we put you go a day. Babe, Yeshu kriye, Piro gakwe, Juzia shidmya si josije, Jago yondura kwe, Yekalume, Chawra te shandago, Paisaya me. Shemi beauty, Juzia nega yotra naimbo. Logazide, fashion away, to see me and the morning day. Jago Tisha Tile, you.
ပါပဲယေရှုခရစ်ရဲ့သွေးတော်ကကွယ်သူစရရှိသမျှစီကြောစီကျေဒါကိုယုံသူတိုင်းခွေပြေကလုံးမေထာဝရတဲ့ရှမ်းသာကိုပိုက်ဆိုင်ရမယ်ရှင်မီတီရှင်မီပြူပြေသူစရတွေကရုပ်ထွန်းနိုင်ဖို့သူတဲ့သမချပဲလုံးနာလေးတဲ့ဖိလို့ခေါ်လိုက်ွယ်ရှင်မီတီရှင်မီပြူပြေသူစရတွေကရုပ်ထွန်းနိုင်ဖို့သူတဲ့သမချပဲလုံးနာလေးတဲ့ဖိလို့ခေါ်လိုက်ွယ်တဘလတို့မနေလို့မောစာပြဆိုရေးပေါ်လာဒုက္ခနာတာဖို့ကိုရတဲ့တကြီးဒီဆိုရှင်ပြိုင်သွားတဲ့အဝါသင်းမှာသားသမီးများကိုသူပဲကျေးဇူးတင်ပါတယ်အခုထပ်မံလဲကြတဲ့အသင်းကတော့အနီအသင်းပဲဖြစ်ပါတယ်တာဒိုဘာဘလောစီနိုစီညိုကောလက်တော့လောဘလကုမလတာဘခဲလက်တေတူခဲဤပွဲအကောဖိုးတိတဖားပခေတူလောကြာယူရောလောဖုံမိုမီနေမေဝရနော်ဖော်တီစီလောတတဝီလေကတဝီထားညာဤမေဝရအချိန်မီနေလောဘာလကွဲထွထော်တတဝီအမီမေဝရတရာကောင်တက်အောင်နေလောကကြည့်တဲ့တရှင်တော့ဝဲသူစင်များတဲ့နေမိုးနေတယ်ဒါကိုတိချသေးလေရောင်းချဖို့ခါကိုရဲ့ဆွမ်းနေချင်နေပါပဲယေရှုခရစ်ရဲ့သွေးတော်ကကွယ်သူစင်ရှိမြတ်စေကြောစင်ကြယ်ဒါကိုယုံသူတိုင်းကွယ်ပြေကလုံးမဲ့ထောက်ရတဲ့ချမ်းသာကိုပိုင်ဆိုင်ရမယ်ချိန်မီတီချိန်မီပြူပြေသူရဲ့ရဲ့ကယုံချွနိုင်မို့သူတတ်တမကြပဲလောင်းသားတဲ့ဖိတ်လို့ခေါ်လိုက်ကွယ်လောကကြီးတဲ့တရှင်တော့ဝဲကျိုးစင်များတဲ့နေမိုးနေတယ်ဒါကိုတိချသိလေရောင်းချဖို့ခါကိုရဆွမ်းနေချင်နေပါပဲယေရှုခရစ်ရဲ့သွေးတော်ကကွယ်ကျိုးစင်ရှိမြတ်စေကြောစင်ကြယ်ဒါကိုယုံသူတိုင်းကွယ်ပြေကလုံးမဲ့ထောက်ရတဲ့ချမ်းသာကိုပိုင်ဆိုင်ရမယ်ချိန်မီတီချိန်မီပြူပြေသူဆိုင်တဲ့ကယုံချနိုင်မို့သူရတဲ့တမကြပဲ
ထွက်နိုင်မို့သူသာတမကြပဲလုံးသားလေးတဲ့ဖိတ်လို့ခေါ်လိုက်ကွယ်တင်ပွားတွေကဖိတ်လို့ခေါ်လိုက်ကွယ်W တို့မနီလို့ခဲပကေကေတူလက်တာယူယောနီလို့ပါဝင်ရှင်ပြိုင်သွားတဲ့အနေအသင်းမှာတာငယ်သမီးငယ်များအထူးပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့ရှင်ပြိုင်မဲ့အသင်းကတော့အစိမ်းအသင်းဖြစ်ပါတယ်အစိမ်းအသင်းကိုရှင်ပြိုင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်မင်္ဂလာပါရှင်အခုဒီဆိုပြင်မဲ့တစ်ချက်ကောက်စီကအခြေမီပဲဖြစ်ပါတယ်အစေသိမ်းမှာနော်စစချီကနေပြင်ပဲဖြစ်ပါတယ်တစ်ချက်ရတဲ့သူကဆရာကောက်ထက်အောင်ပဲဖြစ်ပါတယ်နားစစ်ပေးကြပါဦးသူအယောစီတဲ့ဘုရားသခင်ကောကြီးပေးပါစေ
ရှင်ကြိုင်သွားတဲ့စိန်သင်းမှာတားငယ်သမီးငယ်များကိုအထူးပဲကျေးဇူးတင်ပါတယ်အခုဆက်ပြီးတော့ရှင်ကြိုင်ရမယ့်အဖွဲ့ကတော့လိမ်မော်သင်းပဲဖြစ်ပါတယ်လိမ်မော်သင်းကိုရှင်ကြိုင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ဟာလာဝေကောရတယ်ယေမီမင်းနဘလူရတော်နေလားခဲရကတဝိတတဝိခုတော်မီဝဲအချိန်မီဘကွက်တတဝိမီဝဲတရာကောင်းချအောင်ဘောအနေယေမီလာ orange group ဟိုတာဟေတော့အပေးကြပါဦးရှင်တော်မနေလားရှင်ကြိုင်သွားတယ်လိမ်မော်သင်းမတားငယ်သမီးငယ်များကိုအထူးပဲကျေးဇူးတင်ပါတယ်အခုနောက်ဆုံးရှင်ကြိုင်ရမယ့် group song ပေါ့နော် group song ကိုရှင်ကြိုင်မှုအတွက်အဝါသင်းကိုဖိတ်ခေါ်ပါတယ်
သားတို့သမီးတို့ကျန်တဲ့အဖွဲ့တွေဆက်ပြီးရှင်ကြရင်လေကိုယ့်ရဲ့နေရာမှာပဲဖက်ကလေးတွေချွတ်ထားမယ်နော်
အပေးကြသောအရောက်စီတတ်ကိုကျေးဇူးတင်ပါသည်ဖျားသခင်အလောပေါ်ကိုကောင်းချီးပေးပါစေဆက်လက်ပြီးတော့ရှင်ပြိုင်ဖို့အလှည့်ကြတဲ့အသင်းကတော့အနီသင်းဖြစ်ပါတယ်အနီသင်းကိုရှင်ပြိုင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်လေးစားအပ်ပါသောတပါပတိအမပေးတိုင်လူကြီးများနှင့်ဒီမှာရှိတဲ့ညီကိုမောင်နှမများနှင့်ကြောက်ရွံ့လာသောလူကြီးမိဘများကိုသမီးတို့အဖွဲ့မှရှေ့ဦးစွာဂါရဝပြုပြစေရှင်သမီးတို့ဒီရှင်ပြိုင်မဲ့ group song တရှင်လေးရဲ့နာမည်ကတော့ထာဝရဘုရားကိုကိုးစားခြင်းကောင်းကြီးပဲဖြစ်ပါတယ်ရှင်တေးရေးဆရာရဲ့နာမည်ကတော့ဆရာကျော်လင်းဦးပဲဖြစ်ပါတယ်ရှင်သမီးတို့အဖွဲ့ကိုကြည့်ရှုအားပေးလိုက်ကြရအောင်ရှင်
အဖွဲ့ရဲ့တည်ဆိုရှင်ပြိုင်မှုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးကိုနောက်ချက်တစ်မှန်ချက်ပြီးတော့ကာရပြုရှင်ပါရှင်ရှင်ပြိုင်သွားတဲ့ညီအင်းမသားငယ်သမီးငယ်များအထူးပဲကျေးဇူးတင်တယ်အခုဆက်လက်ပြီးတော့ရှင်ပြိုင်မှုအလှည့်ကြတော့အစိမ်းသင်းပဲဖြစ်ပါတယ်လေးစားရပါသောတပါပတိကြီးနှင့်အမတ်ပေးတိုင်လူကြီးများနှင့်တကွာကြားလာကြသောညီကိုမာမရစီတိုင်းကိုတမီတို့အစိမ်းအသင်းမှအင်ဒီယာနာမင်္ဂလာပါလို့ကာရပြုလိုက်ရှင်ပါတယ်တမီတို့အခုတည်ဆုံရှင်ပြိုင်မဲ့တခြင်းလေးကောင်းစဉ်ကတော့ထာဝရဘုရားကိုကိုးစားခြင်းကောင်းကြီးဖြစ်ပါတယ်တခြင်းကိုတော့ဆရာကျော်လင်းဦးကနေပြီးရေးဆက်ထားတာဖြစ်ပါတယ်တမီတို့ကိုကြည့်ရှုအားပေးကြပါဦးရှင်
ရှိသူရစီတိုင်းပေါ်ဖျားခင်ကောင်းချီးပေးပါစေ ရှင်ပြိုင်သားတဲ့အစိမ့်အသင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့ရှင်ပြိုင်မှုအလှည့်ကြတာလိန်မော်အသင်းပဲဖြစ်ပါတယ်လို့ခေါ်တာနောက်ကျနေလို့နော် လေးစားပါတော့တပါပတိကြီးများအမတ်ပေးတိုင်သူကြီးများနဲ့အကြောင်းသားကျောင်းသူများဆရာဆရာမများနဲ့ကြောက်လာကြတော့မိဘညီကိုမောင်နှမအယောက်စီတိုင်းကိုကျွန်တော်တို့လိမ်မွေအောင်အတင်းကနေပြီးတော့ရှေးဥစွာမင်္ဂလာပါလို့ကာရိုက်ပြုလိုက်ပါရယ်ကျွန်တော်တို့အဖွဲ့ရဲ့တီဆိုရှေ့ပြိုင်မဲ့တချင်းလေးရဲ့ခေါင်းစဉ်ကတော့ထာဝရဘုရားကိုကိုးစားခြင်းညီမချင်းကောင်းကြီးပဲဖြစ်ပါတယ်တေးကတော့ဆရာကျော်လင်းဦးပဲဖြစ်ပါတယ်ကြည့်ရှုဆက်လက်အားပေးကြပါဦး
ရှင်ပြိုင်မှုကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ရောက်စီရောက်ဖျားတခင်ကောင်းချီးပေးပါစေ ဒီဆိုရှင်ကြိုင်သွားတယ်လိမ္မော်အသင်းမှာတားငယ်သမီးငယ်များအောင်သူပဲကျေးဇူးတင်ပါတယ်အခုချိန်မှာအမှတ်တွေပေါင်းနေတဲ့ချိန်မှာဒါတို့သမီးတို့တယောက်ချင်းစီရှင်ကြိုင်သွားတဲ့အရာနဲ့ပတ်သက်ပြီးတော့အကြံပေးအားပေးစကားပြောပေးဖို့အတွက်ဆရာတော်ကိုဖိတ်ခေါ်ပါတယ် ဒီညနေပြိုင်ပွဲပေါ်ပါဝင်ပြီးရှင်ပြိုင်တဲ့တားငယ်သမီးငယ်များအားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ကျွန်တော် judge မလုပ်တာကြာပါပြီဘာဖြစ်လဲဆိုဘယ်အဖွဲ့အစည်းမဆို request တိုင်းကျွန်တော်ညင်းတယ်ဘာဖြစ်လဲဆိုတော့လူများတွေရဲ့ကြိုးစားမှုကိုလူများတွေရဲ့အားနည်းချက်ကိုသွားကြည့်ရတာကျွန်တော်သဘောမကျတော့လို့ပါအဲ့ဒါကြောင့်မို့ဘယ်အဖွဲ့အစည်းခေါ်ကျွန်တော်ဘယ်တော့မှ judge မလုပ်ဘူးဒါပေမဲ့ဒီနေ့ဆရာမတွေရဲ့လာရောက်သင်ကြားတဲ့တားငယ်သမီးငယ်တို့တော့ဒီညနေကျွန်တော်မငင်းတော့ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ထင်တယ်တချို့သောအရာတွေကိုတော့ကျွန်တော်တို့ပြောမှသားတို့သမီးတွေသိမှဆိုတော့တချို့သောအရာတွေကိုလည်း suggest လုပ်ချင်ပါတယ်လို့ရှေးဥစွာကျွန်တော်စကား9မိနစ်ပဲပြောမယ်နော်ဘာဖြစ်လဲဆိုတော့ဒီမှာသားတို့သမီးတွေလည်း research ကြားချင်မှာပဲဆိုပထမအချက်ကတော့ဒီနေ့ဘုရားသခင်ကိုကျေးဇူးတင်တယ်ပြီးတော့ဒီတကြံကာလမှာသင်တန်းမှာအထူးသဖြင့်ကျွန်တော်တတိထားမိတာကသချင်းတွေပဲသချင်းတွေအရန်ကောင်းတယ်သချင်းတွေအရန်ကောင်းလို့လဲသားတို့သမီးတို့စိတ်ဝင်စားတဲ့အတွက်ပြန်ပွဲတစ်ခုမှာနော်အဲ့ဒီသချင်းပံ့ပိုးမှုကအရန်ကောင်းတဲ့အတွက်ဒီကနေ့ပြန်ပွဲလဲအားရချင်တဲ့ပွဲရှိတယ်ပြီးတော့ဒုတိယတစ်ခုကတော့လာရပြီးစေတနာအပြည့်နဲ့သင်ကြားပေးတဲ့ဆရာဆရာမတွေကလည်းအရန်ကောင်းတယ်အဲ့ဒါကြောင့်မို့သားတို့သမီးတွေခါတိုင်းဆိုတချို့လေးတော်တော်ကလေးကိုရှက်တက်တဲ့သားသမီးတွေပါတော့ညလဲဒီညနေကတော့မတွေ့ရဘူးအဲ့ဒါကြောင့်မို့လဲဆရာဆရာမတွေအထူးပဲကျေးဇူးတင်တယ်သုံးခုတစ်ခုကျွန်တော်ထပ်တွေ့ရတာပါလေဒီညနေ group leader တွေနော် group leader တွေအရန်ကြိုးစားတယ်ကျွန်တော်ကြည့်တာဒီ3ရက်လေးမှာသူတို့တချို့တော်တော်လေးဝိတ်ချသွားတယ်နော်ဘာဖြစ်လဲဆိုတော့သမီးရောစားကြရလားမသိပါဘူးနော်ဆိုတော့ပြောချင်တာကသူတို့အရန်အားစိုက်ထားတဲ့အားလဲကျွန်တော်တို့တွေ့ရတယ်ပြီးတော့အရေးကြီးဆုံးကတော့အဲ့ဒီကျန်တဲ့အဲ့ဒီ group အဖွဲ့သားတွေနာခံမှုနဲ့ပါဝင်မှုအရေးကြီးဆုံးပဲเนาะနာခံမှုနဲ့ပါဝင်မှုကအရေးကြီးတယ်ဒီညနေကတော့ကျွန်တော်တို့တော်တော်များများသောအဖွဲ့တွေရဲ့နာခံမှုနဲ့ပါဝင်မှုကိုလည်းလေးစားပါတယ်ဆိုတဲ့အရာကိုလည်းရှေးဥစွာပြောချင်ပါတယ်ပြီးတော့ဒီညနေကျွန်တော်တို့ပြိုင်ပွဲလုပ်ပြီးဆိုရင်တော့တယောက်နဲ့တယောက်တော့စကေးအမတ်တွေမတူဘူးဘာဖြစ်လို့မတူတယ်ဆိုတော့လူတယောက်မှာဘုရားသခင်ပေးထားတဲ့အားသာခြင်းအားနည်းခြင်းမတူဘူးဘာဖြစ်လဲဆိုတော့ဒီနေ့ကျွန်တော်တို့တချို့လေဆိုရင်တချင်းဆိုတာအရန်တော်လိမ့်မယ်ဒါပေမဲ့တချို့လေဆိုလုံးဝကျွန်တော်တို့ကြောင်းနေတော့တကယ်ချင်းတယောက်ရှိတယ်သူက contact လောက်တာတော့အိမ်ငိုက်သေးတယ်လေနော် connecting လောက်တာတော့အိမ်ငိုက်သေးဝါသနာမပါဘူးဒါပေမဲ့စပင်းပွဲဖြေတာသူက music အမှတ်တရပဲနော်ဆိုပြောချင်တာကဒီနေ့အမှတ်နေရတဲ့အကြောင်းကကျွန်တော်တို့အားသာတဲ့ဘာသာမဟုတ်လို့အားနေသွားတာပဲဖြစ်မယ်ဒီထဲမှာရှိတဲ့လူတွေတယောက်မှလူညံ့မပါဘူးဟုတ်တယ်မဟုတ်ဘူးလားဟုတ်တယ်နော်ဘာဖြစ်လဲဆိုလူညံ့တယောက်မှမပါဘူးအဲ့ဒါကြောင့်မို့အမှတ်နေသွားတာများသွားတာကဒီနေ့ကိုအားသာတဲ့စัจ jẹ မဟုတ်လို့ပဲဖြစ်မယ်ဆိုတာကိုလည်းပြောချင်တယ်
အဲ့မှာကျွန်တော်တို့တစ်ခုတွေ့တာကျွန်တော်ကတော့အဓိကတန်စင်ညီညွတ်မှုကိုပဲကြည့်ရတဲ့အတွက်တခြားအပိုင်းကိုတော့တိတ်ပြီး emphasize မလုပ်ပါဘူးတန်စင်ညီညွတ်မှုကိုပဲကျွန်တော်ကြည့်တယ်ဘာဖြစ်လဲဆိုတော့ဒီနေ့တချို့အသံတွေကသူတို့ကခုနကျွန်တော်ပြောသလိုပဲသူတို့ကဖျားပေးတဲ့အသံပါရမီပါပြီးသားတချို့တွေကပါရမီတော့အားနေတယ်ကျွန်တော်တကယ်ချင်းတယောက်ရှိတယ်သူကအကေဂျာနူးဒိုင်လုပ်တဲ့အချိန်မှာသူကတချင်းသွားပြန်တော့ဆရာမကြီးကဘယ်လိုပြောလဲသမီးတန်လေအထက်တန်လည်းမဟုတ်ဘူးအောက်တန်လည်းမဟုတ်ပြန်ဘူးအဲဆိုသမီးသားပါတန်သမီးသားအကြားတန်ဆိုတော့ဒီနေ့အဲ့အတန်တွေလည်းပါကောင်းပါလိမ့်မယ်ဆိုတော့အဲ့ဒီဘွက်တွေကတော့နည်းနည်းလေးအမှတ်လေးနေသွားတာပဲဖြစ်မယ်အဲကြောင့်မို့ဒီနေ့အာရော့စရာတစ်ခုမှမရှိပါဘူးဒါတော့သမီးတို့အကောင်းဆုံးရှင်ပြိုင်ကြတယ်မဟုတ်ဘူးလားဒီနေ့ကျွန်တော်တို့ပြင်ရှင်ပြိုင်ပြီဆိုရင်ကျွန်တော်တို့တစ်ခုသိရမှာဒါဘုရားသခင်အတွက်ပြန်လဲတင်ဆက်ခြင်းဖြစ်တယ်ဆိုတာအဲ့ဒါကိုတော့ဘယ်တော့မှမမေ့ပါနဲ့သင်တို့အကောင်းဆုံးလုပ်ခဲ့တဲ့အရာဆုရတာမရတာအမှတ်များတာမရတာတဲ့ဘုရားသခင်အတွက်အကောင်းဆုံးစက္ကန့်တဲ့အရာမှာဘုရားသခင်ကအတိမပြုတယ်အကြောင်းဒီညနေဒါတို့တပည့်တို့အရာစီတောင်းခြေဆုတင်တယ်တခြားတူတူတော့ဘာမှအားနေခြင်းမတွေ့ပါဘူးလို့နောက်လည်းဒီထက်ကောင်းမယ်လို့လည်းမျှော်လင့်တယ်အထူးသဖြင့်ဆရာမတွေပြန်သွားတဲ့အချိန်မှာဒီထက်ကောင်းဖို့ရအတွက်အရေးကြီးတယ်အခုဆရာမတွေရှိတော့ဒါတို့သမီးတွေအရင်တိတ်ကြွရတယ်ဒါပေမဲ့ကျွန်တော်တို့လူတွေကအများပြတင်တတ်မှာတိတ်ကြွတင်တတ်ပြပတ်နှစ်ပတ်လောက်နဲ့ကောက်ရုံမီငိမ့်သွားတတ်တယ်အဲ့လိုတော့မဖြစ်ပါစေတဲ့ဆိုတဲ့အရာလေးကိုပဲပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပေါ်ပြသခင်ကြောစွာကောင်းကြီးချပါစေကဲဟုတ်ပါပြီအမှတ်များကိုကျင်ညာပါတော့မယ်လို့နော်ကဲအခုဆရာမလက်ထဲမှာအငယ်တန်းဆိုလို့ပထမဆုံးရှင်ပြိုင်နဲ့အမှတ်လေးတွေမှတ်ထားတော့ပြီးရင်3ဘွဲ့လုံးရတဲ့အမှတ်ကိုပေါင်းထားနော်အဝါသင်းကတော့62မှတ်ရရှိပါတယ်ဆိုလို့ပါနော်ဝိညာဉ်လမ်းညွှန်မှာပြီးတဲ့အခါမှာအနီသင်းကတော့90ရရှိပါတယ်လို့ပြီးတဲ့အခါမှာအစိမ်းသင်းကလည်း90မှတ်ပဲရရှိပါတယ်လို့လိမ္မော်သင်းကတော့96မှတ်ပါကဲဟုတ်ပြီအကြီးတန်းဟုတ်ပြီအကြီးတန်းမှာအဝါသင်းက90မှတ်ပါလို့အနီသင်းက94မှတ်ဖြစ်ပါတယ်အစိမ်းသင်းက98မှတ်ပဲဖြစ်ပါတယ်လို့အကြီးတန်းဆိုလို့နော်လိမ္မော်သင်းကတော့92မှတ်ဖြစ်ပါတယ်ကဲဟုတ်ပြီ6မှတ်တွေပေါင်းထားပြီလားနှစ်ခုပေါင်းထားပြီလားပေါင်းထားပြီနော်ပြန်မေးမှာနော်ဒီမှာဆရာမပေါင်းချိန်မရတော့ကဲဟုတ်ပြီအဝါသင်းကရုဆောင်အဝါသင်းကတော့98မှတ်ရရှိပါတယ်ဟောကဲဟုတ်ပြီအနီသင်းအနီသင်းကတော့99မှတ်ပါအစိမ်းသင်းက98မှတ်ပဲဖြစ်ပါတယ်လိမ္မော်သင်းကတော့99မှတ်ပါပဲဒါဆိုတော့group ဆောင်မှာအဝါနဲ့အစိမ်းကဒုတိယလိမ္မော်နဲ့အနီနဲ့ဟာပထမအငယ်တန်းမှာလိမ္မော်ကပထမအဝါနဲ့အစိမ်းနဲ့ဟာဒုတိယအနီယတတိယရရှိပါတယ်အကြီးတန်းမှာတော့အဝါနဲ့အစိမ်းနဲ့ကပထမအနီယဒုတိယရရှိပြီးတော့လိမ္မော်ကတတိယရရှိပါတယ်ကဲ6မှတ်တွေကိုပေါင်းလိုက်ပြီလားပေါင်းလိုက်ပြီဆိုကဲပြောပါဦးအဝါဘယ်နှမှတ်လဲစုစုပေါင်းဟုတ်လား180နဲ့280နဲ့ဆရာမကလေးတွေကိုမေးတာပါလို့
အစိမ်းရော296ဟုတ်လို့လားတနေရာမားနေလားပြန်ပေါင်းနော်အနီး3သိန်းပေါင်း3 200ဟုတ်လို့လား293အဝါက286ဇာမပြန်ပေါင်းမယ်296 283လိမ့်မော280ခွန်ကဲဒါဆိုရင်ပြိုင်ပွဲ3ပွဲလုံးပေါင်းတဲ့အခါမှာတော့အစိမ်းတင်းကအမှတ်အများဆုံးရရှိပြီးတော့ဒုတိယမှာတော့လိမ္မော်တင်းရရှိပါတယ်လို့တတိယကအဝါတင်းရရှိပြီးတော့အနီတင်းကတော့စတုထ္ထနေရာမှာရှိပါတယ်လို့ဒါကတော့3တင်းလုံးအမှတ်ပေါင်းလိုက်တာပါနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေ့တော့ကဲမင်းတို့ရဲ့ဟုတ်ပြီဒီမှာဆီယာမအမှတ်ပေါင်းပြမယ်ဆီယာမဟိုမှာအေးစံဒီပေါင်းတာအဝါက286နော်အနီက283အစိမ်းက286ဟုတ်တယ်နော်ဘယ်က290သွားရောက်ဟုတ်ပြီနော်ဗါလဲလေလိမ္မောက280ခွန်လိမ္မောတရားအားလုံးပေါင်းရင်ဗာရပါလဲပထမဟုတ်တယ်ဟုတ်ပြီဒါဆိုရင်ဒီဘက်ကအဝါရဲ့အစိမ်းရဲ့အနီရဲ့ကဒီနေ့အနိုင်ရရှိသားတဲ့လိမ္မောသေးကိုဘာလုပ်မလဲဟုတ်ပြီပထမကလိမ္မောခဏလေးအလန်တင်ခဏသူ့တီးလုံးနဲ့တူတီးမယ်ပထမကလိမ္မောဒုတိယကအဝါနဲ့အစိမ်းတတိယကအနီဟုတ်ပြီနော်ကဲလိမ္မောသေးရဲ့အလံကတော့မနေ့ကလည်းထိတ်မှာပဲရှိရမလားဟုတ်လားဟုတ်ပြီအဲ့ဒါလိမ္မောသေးရဲ့အလံထိတ်ဆုံးကိုတက်မှာပါခဏလေးဆရာမတီးလုံးလာမှာဘယ်ရှင်ကနေကမျက်မှန်တက်လိုက်လဲမသိဘူးဟုတ်ပြီတက်မယ်လိမ္မောသေးရဲ့အလံထိတ်ဆုံးကိုတက်မယ်ဆရာမအောက်ပြန်မချနဲ့လေအပေါ်မှာဟုတ်ပြီမပြီးသေးဘူးနော်ကြံသေးတယ်နော်အဝါနဲ့အစိမ်းဒုတိယဖြစ်ပါတယ်ကဲဟုတ်ပြီအနီကတော့တတိယဖြစ်ပါတယ်ဒီနေ့သားတို့သမီးတို့ရေအတန်းနေထဲမှာစာမေးပွဲရလက်တွေရှိသေးတယ်နော်ပထမဒုတိယတတိယတွေထည့်ပေါင်းအောင်ပါနော်ပြောထားတယ်နော်ကဲမနှက်ဖန်ကြလို့ရှင်တော့ဘာတွေထွက်လာအောင်လဲမသိနော်ကဲဟုတ်ပြီဒါမဲ့ဒီနေ့မှာတော့ပြိုင်သွားတဲ့ထဲမှာအနိုင်ရရှိသွားတဲ့အသင်းကိုတော့တို့တွေကထုံးစံတိုင်းဘာလုပ်မလဲဂုံပြုရမယ်ဟုတ်ပြီဒါဆိုရင်3သင်းလုံးမတည့်ရမယ်ဂုံပြုမယ်ဟုတ်ပြီအဝါသေးလိမ္မောသေးဟုတ်ပြီစမယ်1 2 3ကဲလိမ္မောသေးကဲစူးစမ်းလိုက်ပါဦးနဲ့အခုစာမေးပွဲရလက်တွေဒီညထည့်ပေါင်းတော့ပါအဲ့ကြရင်တော့ဘယ်သေးကနောက်ဆုံးပိတ်ပထမရမလဲမပြောတတ်ဘူးနော်အတန်းတွင်ရမှတ်တွေရှိပါသေးတယ်ကဲဟုတ်ပြီမနှက်ဖန်ချလို့ရှင်တောက်သူမျိုးရေမနှက်ဘယ်နာရီဒီကိုရောက်လာရမလဲဆိုရင်9နာရီရောက်လာမှာဖြစ်ပါတယ်လို့ဟုတ်ပြီနော်ရောက်လာမမနှက်9နာရီလာမှာပါဟုတ်ပြီဒါဆိုလို့ရှင်တို့တွေဒီနေ့တနေ့တာလုံးအစီအစဉ်ဖျားသခင်ကိုပြန်ပြီးတော့ကျေးဇူးတင်မယ်ပျော်တယ်မလားမပျော်တာရှိလားမရှိဘူးနော်ကဲဟုတ်ပြီဒါဆိုလို့ရှင်ဒီနေ့အဆုံးသတ်တို့တွေကျေးဇူးတော်ချီးမွမ်းဆုတောင်းပေးဖို့ဆရာမနှက်ရှားလုံးကနေပြီးတော့ကျေးဇူးတော်ချီးမွမ်းဆုတောင်းပြီးခြင်းနဲ့တို့တွေအဆုံးသတ်မှာဖြစ်ပါတယ်လို့တော်တို့သမီးတို့ရဲ့ဆုတောင်းမယ်ချီးမွမ်းရအောင်နော်အဖဖျားကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်ဒီညနေမှာလဲတားတဲ့သမီးတွေအရောက်စီတိုင်းဖျားရှင်ပေးထားသောဆုကျေးဇူးများအဖြစ်ကောင်းစွာပြန်လည်ပြီးတော့တင်ဆက်ရသောအခွင့်အတွက်ကျေးဇူးတင်တဲ့
ရှင်ပြိုင်သွားကြသောတာရသမီးတွေအရောက်စီတိုင်းကောင်းချီးပေးပါယင်းနဲ့ရှင်ပြိုင်သွားသောဂုဏ်တော်တခြင်းများတိုင်းသူတို့၏အသက်တာမှာတကယ်ပဲဖျားကိုဥထိတ်ထားပြီးဖျားရှိတဲ့ပုံသက်တွေကောင်းသောဖျားရှိတဲ့အလင်းကိုထွန်းလင်းနိုင်သောတာရသမီးတွေအရောက်စီတိုင်းဖြစ်စေဖို့ရန်အတွက်လည်းကောင်းချီးပေးပါဤတနေ့တာလုံးဖျားရှင်ကောင်းချီးပေးလမ်းပြသလိုမနေ့ပြန်မှာလည်းကျဲကျဲမမဖြစ်ပြန်လဲပြီးတော့တင်တန်းမှာပါဝင်ရသောအခွင့်ကိုပေးတော်မူပါပါဝင်ဆက်ကပ်သောဆက်စမအရောက်စီတိုင်းပေါ်မှာလည်းဆက်လက်ရကျမချင်းခွန်အားနှင့်ပါစီပေးသနာတော်မူပါဤတနေ့တာလုံးဖျားရှင်ကွယ်ကာချင်းလမ်းပြခြင်းအတွက်ကျေးဇူးတော်ပေါင်းကိုချီးမွမ်းတဲ့အခါမှာသခင်ယေရှုနာမကိုမြည်ပြုရဲ့ကျေးဇူးတော်ပေါင်းကိုပြန်လဲရချီးမွမ်းပါတယ်ဖျားရှင်အာမင်တစိမ့်တွေအပ်သွားအောင်တော့မနှက်ဖြန်ရှိသေးတယ်နော်ကိုအတင်းကောင်းဆောင်တွေကိုတစိမ့်တွေအပ်သွားအောင်တော့